Hello everyone, Sherry and Mass Constellation Channel ကနေပြီးတော့မှကြိုဆိုပါရစေ။ဒီချိန်ကဒီနေ့မှာတော့ Grade 10 Chapter 7 Probability Topic ဒီ intro ပိုင်းလေးကို Sherry လုပ်ပေးသွားမှာပဲဖြစ်ပါတယ်။ဒါဆိုစပြီးတော့ကြည့်လိုက်ကြရအောင်။ So probability as a general concept can be defined as probability ဆိုတဲ့ဒီအခြေခံကြတဲ့ concept ကို can be defined as အဓိပ္ပာယ်ဖွင့်ဆိုလို့ရတယ်။ The chance of an event occurring ဖြစ်ရတစ်ခုဒီဖြစ်နိုင်တယ်။သူရဲ့ဖြစ်နိုင်ခြေဖြစ်တန်စွမ်းဆိုပြီးတော့ဒီလိုလေးအဓိပ္ပာယ်ဖွင့်ဆိုလို့ရတယ်။သူ့မှာဖြစ်နိုင်ခြေအခွင့်အလမ်းဘယ်လောက်ရှိလဲ။ဒီဖြစ်နိုင်ခြေဖြစ်တန်စွမ်းကိုတွက်တဲ့အပိုင်းလေးဖြစ်တယ်။ So many people are familiar with the probability တဲ့လူတော်တော်များများဒီ probability နဲ့ familiar ဖြစ်တယ်။ဘယ်လိုနေရာတွေမှာလဲဆို observation လုပ်တဲ့အပိုင်းတွေပြီး games တွေကစားတဲ့အပိုင်းတွေမှာကျွန်တော်နိုင်ခြေဘယ်လောက်ရှိလဲရှုံးနိုင်ခြေဘယ်လောက်ရှိလဲပေါ့ဒီလိုမျိုးပိုင်းတွေကျွန်တော်ခက်ကိန်းတွေကစားတဲ့အခါမှာပြီး lottery ပိုင်းတွေမှာဒါတွေမှာဆိုရင်လည်းတော်တော်ကလေးရင်းနှီးထားပြီးသားဆိုတော့တချို့ဒီလို gain နေမှာပဲမဟုတ်ပါဘူး probability theory ဒီတခြား field တွေဖြစ်တယ် for example insurance ဒါတချို့အာမခံလုပ်ငန်းနဲ့ပတ်သက်တာပေါ့နော်အာမခံ company တခုကဒီတချို့ရေရှည်ရပ်တည်နိုင်မှုအတွက်ဆိုလို့ရှိရင်ဒီဖောက်တယ်စီကနေပြီးတော့မှသူတို့ရတဲ့ဒီအာမခံငွေတွေရှိမယ်ပေါ့အာမခံငွေကြီးတွေရယ်ပြီးသူတို့ကပြန်ပြီးတော့ပေးဆောင်ရတဲ့ငွေကြီးတွေရယ်ဒီလိုမျိုးစဉ်းစားရတဲ့အပိုင်းတွေရှိတယ် probability အပိုင်းနဲ့ဆက်ဆက်ပြီးစဉ်းစားရတာရှိတယ် for example ဒီကျတော့ဥပမာအနေနဲ့ထားပါတော့တစ်နှစ်မှာဆိုရင်ကားအစီးတထောင်အဲ့ဒီကားစီးတစ်ထောင်မှာကား၅စီးပြည့်မြတ်ခြင်းအဖြစ်ကား၅စီးလောက်ကသူတို့မတော်တဆဖြစ်လေရှိတယ် accident ဖြစ်လေရှိတယ်ဆိုရင်အကနေတစင်သူတို့က probability တွက်မယ်တွက်ပြီးသွားလို့ရှိရင်သူတို့ဒီလူတယောက်ချင်းစီကနေအာမခံလူတယောက်ချင်းစီကနေရမယ့်ပတ်စံရေသူတို့ပြန်ပြီးတော့ပေးရမယ့်ပတ်စံတယ်ပေါ့ဒါတွေကိုသူတို့ကဘယ်လောက်လောက်တောင်းရမှာလဲဒီပိုင်းနေနဲ့ပတ်သက်ပြီးတော့ဒီလိုတွေးလို့ရတယ်ပေါ့နော်ဒီ insurance အပိုင်းနေမှာလည်းတုံးတယ်ပြီး investment ကျရင်းနှီးမြှုပ်နှံတဲ့ပိုင်းနေလည်းအဲ့လိုပဲပေါ့ဒီကျတို့ဒီမှာစီးပွားရေးကောင်းလာမယ်ဆိုရင်သူ့ရဲ့ interest အတိုးဒီဘယ်လောက်လောက်ရှိမလဲအမြတ်ဒီဘယ်လောက်လောက်ရမှာလဲဟုတ်ပြီနော်ဒီအပိုင်းတွေတွက်တဲ့အပိုင်းတွေရှိမယ်ဒီရင်းနှီးမြှုပ်နှံမှုပိုင်းတွေပြီးရင်ရှုံးနိုင်ခြေဘယ်လောက်ရှိလဲမျက်နှာခြေဘယ်လောက်ရှိလဲဒီပိုင်းတွေတွက်မှရှိတယ် weather forecasting ဆိုတော့ဒါရဒီဥတုခန့်မှန်းခြေခန့်မှန်းရတဲ့အပိုင်းတွေမှာဆိုလဲတုံးတယ်မိုးလေဝသပညာရှင်တွေကဒီလိုလေဖိအားတွေရှိမယ်အပူချိန်တွေဒီဆိုထိုင်းစားတွေဒီလိုအချက်လက်ပေါင်းများစွာကိုတိုင်းတာပြီးတော့မှသူတို့ရဲ့မိုးလေဝသအခြေအနေဒီဘယ်လောက်ဖြစ်မလဲဆိုပြီးခန့်မှန်းပြောတာပေါ့နော်မိုးရွာနိုင်ခြေဘယ်လောက်ရခိုင်နှုန်းဒီလိုမျိုးတွေဒီကျရဲ့မိုးလေဝသအခြေအနေကိုဘယ် area မှာဘယ်လောက်ရခိုင်နှုန်းလောက်မိုးရွာမလဲဆိုပြီးဒီအပိုင်းတွေမှာလဲတုံးနဲ့ဒါလည်း probability ပဲဆိုတော့ဒီကျရဲ့ဒီ probability ဒီ foundation ကိုအခြေခံအုတ်မြစ်ချခဲ့တာက Blaise Pascal ဆိုတဲ့ဒီမှာပညာရှင်တယောက်ရှိမယ်ပြီးတော့ရင် Cheryl Pretty Format ဆိုတဲ့ဒီမှာပညာရှင်တယောက်ရှိပါမယ် so calculating probability ကျဖြစ်နိုင်ခြေဖြစ်တန်စွမ်းကိုတွက်တော့မယ်ဆိုရင်ကျတော့ဒီမှာ experiment ဆိုတဲ့ဒီမှာစမ်းသပ်ချက်တွေရှိမယ် for example toasting a coin ကျခွိုင်တစ်ခုကိုခေါင်းပန်းလှန်တဲ့ဒီ experiment တွေရှိမယ် rolling a die answer တော့ကိုဒီချေတော့ခောက်လိုက်တဲ့ experiment တွေရှိမယ်ဒါမှမဟုတ် drawing a ball from a bag ကျအဲ့တလုံးထဲကနေဘောလုံးတွေအများကြီးရှိတဲ့ခြေကမှတစ်ခုကိုရွေးထုတ်လိုက်တယ်ဒီလိုမျိုး experiment တွေအစသဖြင့်ရှိမယ်ဟုတ်ပြီနော်အဲ့လိုမျိုး experiment ကိုသူက random experiment လို့လည်းခေါ်တယ်ဒါမှမဟုတ် chance experiment လို့လည်းခေါ်တယ်ဒီချေတော့ကသူ့ရဲ့ result ဒီဘာရမလဲဆိုတာကိုအလွယ်တကူတိတိကျကျခန့်မှန်းလို့မရတာပေါ့ okay အဲ့ဒီမှာ a specific a single specific result or an experiment တခုလက်တွေ့စမ်းသပ်ချက်တခုလုပ်လိုက်တဲ့အဲ့ဒီလုပ်လိုက်လို့ရလာတဲ့ result တခုချင်းစီကို outcome လို့ခေါ်ပါတယ် outcome တခုချင်းစီလို့ခေါ်တယ်အဲ့လိုမျိုး outcome တွေကဒီချက်တော့အများကြီးရှိနိုင်တယ်ဒီလိုမျိုး outcome တွေအားလုံးစုထားတဲ့အစုကိုကြတော့ sample space လို့ခေါ်တာဖြစ်ပါတယ်ဒါဆိုရင်ဒီချက်တို့ဒီ event ရဲ့ result တစ်ခုချင်းစီကို outcome လို့ခေါ်တယ်အဲ့လို outcome တွေအားလုံးစုထားတဲ့အစုကို sample space လို့ခေါ်တာဖြစ်ပါတယ် okay ဒီမှာ experiment တစ်ခု quite တစ်ခုကိုဘာလုပ်မလဲဆိုရင်ခေါင်းပန်းလှန်ကြည့်လိုက်မယ်ခေါင်းပန်းလှန်ကြည့်လိုက်မယ်ဆိုသူ့ရဲ့ဖြစ်နိုင်တဲ့ outcome တွေဘယ်လို result တွေထွက်နိုင်လဲဆိုလို့ရှိရင် okay ဒီမှာဆိုလို့ရှိရင် head ကြနိုင်တာကို h လို့ denote လုပ်လိုက်မယ် t ဖြစ်နိုင်တာကိုကြတော့till ကိုကြတော့ t လို့ denote လုပ်လိုက်မယ် okay အကနေဘယ်လိုမျိုး sample space တွေရမှာလဲဘယ်လိုမျိုး outcomes တွေအစုထားတဲ့အစုတွေရမှာလဲဆိုတာစဉ်းစားကြည့်မယ်ဒီမှာပါဒီချက်ရမယ့် sample space တွေကဒီလိုလေးပါရှင်ဒီချက်တို့ coin နှစ်ခုလုံးဒီ hat နှစ်ခုလုံးလည်းဖြစ်နိုင်တယ် first coin က hat second coin က till first coin က till second coin က hat ဒါမှမဟုတ် coin နှစ်ခုလုံးဒီဒီချက် till ဒီလိုမျိုးလေးဖြစ်နိုင်တယ်ပေါ့ဒါကကြတော့ခွိုင်ပိုင်းနဲ့ပတ်သက်ပြီးကြည့်တာ so rolling a die ဒီမှာ answer တော့တစ်ခုကိုခောက်ကြည့်မယ်ဆိုလို့ရှိရင်သူရဲ့ possible outcome answer တော့မှာဆိုရင်မျက်နှာပြင်က6မျက်နှာ6ခုရှိရ faces က6ခုရှိရအတွက်ကြောင့်မလို့ကျင်းတည်ရဲ့ဒီ answer တော့တစ်ခုခောက်လိုက်ပြီးဆိုဒီ faces 6ခုတည်းကတစ်ခုခုတော့ကြာမှာပဲဒါကြောင့်မလို့ဖြစ်နိုင်တဲ့ outcomes အရေးအတွက်ဒီ6ခုရှိပါတယ်1ကနေ60ပေါ့
Okay နော်သူ sample space ဆိုတာကကြတော့အဲ့လိုမျိုး outcomes တွေစုထားတဲ့အစုဆိုတော့အစုပုံစံ curly bracket ရဲ့အထဲမှာပါနေတဲ့ numbers တွေကို comma ကုတ်ပြီးတော့ရေးပေးရမှာဖြစ်ပါတယ် Okay ပြီးတော့ဒီချေတို့ကတချို့အခြေအနေမှာဆိုလို့ရှိရင် outcomes တွေအလွယ်တကူသိနိုင်တယ်ဒီမှာဆိုရင် sample space တွေကအလွယ်တကူသိနိုင်တယ်တချို့အခြေအနေမှာကြတော့ sample space ကိုဒီချေတို့ event ဒီဖြစ်ရက်ဒီနှစ်ခုဒါမှမဟုတ်နှစ်ခုထပ်ပိုနေရမျိုးလားဒါမှမဟုတ်ဒီချေတို့ဒီ fair တာ answer တုံးကတစ်ခုမဟုတ်ပဲနှစ်ခုကိုတခါတည်းခောက်ပါလားဒီလိုမျိုးအခြေအနေတွေကများလာပြီဆိုလို့ရှိရင်တော့ဒီမှာနော် answer တော့နှစ်ခုတစ်ပြိုင်နက်တည်းခောက်ပြီဆိုလို့ရှိရင်သူရဲ့ possible outcomes တွေ sample space တွေကအလွယ်တကူစဉ်းစားရမလွယ်တော့ဘူးအဲ့လိုအခြေအနေမျိုးတွေမှာဆိုရင် table နဲ့သွားပြီးတော့သူရဲ့ sample space တွေကို represent လုပ်လို့ရပါတယ်ဒီမှာဒီလိုလေးပြထားတယ်ပေါ့နော်ဒီလိုလေး table ပါ Okay ဒီမှာဆိုရင် first time မှာဆိုလို့ရှိရင်ဖြစ်နိုင်တာက1 2 3 4 5 6ဒါသူရဲ့ outcomes တွေ second time မှာဆိုလဲ1 2 3 4 5 6ကနေပြီးတော့မှ possible outcomes တွေအားလုံးကို list လုပ်လိုက်တာဒါကကျတော့ table နဲ့ပေါ်ပြတာ table နဲ့မဟုတ်ပဲねဒီကျတို့ဒီနောက်တနည်းက tree diagram လို့ခေါ်ပါတယ်ဒီတစ်ပင်တွေတစ်ကိုင်းတွေဖြာထွက်ပုံနဲ့တူတဲ့ tree diagram ကိုသုံးပြီးတော့လဲ possible outcomes တွေကိုဖော်ပြလို့ရတယ် Okay ဒီမှာဆို example အနေနဲ့ကျွန်တော် coin ကခွိုင်တစ်ခုကို3ချိန်ထိုးစုံမယ်3ချိန်ခေါင်းပန်းလှန်မှာအဲ့လိုမျိုး3ချိန်ခေါင်းပန်းလှန်ရင်ရနိုင်တဲ့ outcomes တွေကဘာတွေဖြစ်မလဲဆိုရင်ဒီကျွန်တော် try ကိုပထမဆုံးတိုးဆုပ်လိုက်တော့ကျွန်တော် first coin ဒီ head ပထမတစ်ချိန်မှာ head လည်းဖြစ်နိုင်တယ်လို့ tail လည်းဖြစ်နိုင်တယ်ထားလိုက်ပါတော့ပထမတစ်ချိန်မှာ head ဖြစ်သွားပြီဒုတိယတစ်ချိန်မှာလည်း head or tail နှစ်ခုဖြစ်နိုင်သေးတယ်ဆိုတော့နောက်တတိယအချိန်မှာလည်း head or tail အဲ့လိုမျိုးပဲပထမချိန်မှာ head second toes မှာ tail third toes ရောက်တော့မှ head or tail အဲ့လိုလေးနဲ့ဆွဲလိုက်ပြီးတော့မှ possible outcomes တွေယူလာပါယူလို့ရှိချက်တို့မျှတိုင်းလေးပဲသွားပေးရတယ် h h h ပြီး h h t h t h ပြီး HTT ဒီလိုလေးပေါ့နော်အကလုံးဒီလိုယူအားပေးလိုက်ရင် possible outcomes တွေကိုဒီလိုမျိုးရသွားမှာပဲဖြစ်ပါတယ် Hello everyone ဆရာရဲ့ Math Constellation Channel ကနေပြီးတော့မှကြိုဆိုပါရစေဒီချက်ကဒီနေ့မှာလည်း Grade 10 Chapter 7 Probability Topic ပေါ့နော် Part 2အနေနဲ့ထပ်ပြီးတော့ sharing လုပ်ပေးသွားမှာဖြစ်ပါတယ် Okay ဒါဆိုဒီချက်တို့ဆက်ပြီးတော့ကြည့်ကြည့်အောင်အရှိမကြတော့ကျွန်တော် probability intro ပိုင်းလေးပြောသွားတယ်ပြီး sample space တွေအကြောင်းပြောသွားတာရှိမယ် Okay ဒါမှဒီမှာဆက်ပြီးတော့ကြည့်ကြည့်မယ် experiment တစ်ခုကျွန်တော်လုပ်လိုက်တဲ့ experiment တစ်ခုမှာဆိုရင်သူ့ရဲ့ sample space ဘယ်လို sample space လဲဆို finite sample space ဒီချက်တို့အဆုံးသက်ရှိတဲ့ sample space ရဲ့အဲ့ဒါကိုဘာလို့ထားမလဲဆို s လို့သာထားလိုက်မယ်ဆိုလို့ရှိရင်ね such that all outcomes ကျွန်တော် outcomes တွေအားလုံးဒီ are equally likely ဆိုဖြစ်နိုင်ခြေကအတူတူပဲလို့ပြောချင်တာကျွန်တော်ဖြစ်နိုင်ခြေဒီတစ်ခုကဒီလောက်ဖြစ်နိုင်ခြေရှိနောက်တစ်ခုကလည်းဒီလောက်ဖြစ်နိုင်ခြေပဲဒီလိုမျိုးဖြစ်နိုင်ခြေအတူတူပဲရှိနေမယ်ဆိုရင်ね then the probability of an event A အဲ့ဒီဖြစ်ရဲ့ A ရဲ့ဖြစ်နိုင်ခြေဖြစ်တန်စွမ်းကိုကြတော့အတူကောင်းနေနဲ့ P of A ဆိုပြီးတော့ရေးပါတယ်ကျွန်တော် sample space ကိုကြတော့ S ဆိုပြီးတော့ရေးတယ်အဲဆိုသူရဲ့ formula လေးကဒီလိုလေးထွက်ပါတယ် event တစ်ခုရဲ့ဖြစ်နိုင်ခြေကိုလိုချင်ရင် number of outcomes in the event A အဲ့ဒီ event ရဲ့ outcome တွေရဲ့အရေအတွက်ကိုဒီ sample space ဖြစ်နိုင်ခြေအားလုံးရဲ့အရေအတွက်နဲ့စားဆိုပြီးတော့ formula လေးထွက်လာပါတယ်အတူကောင်းမှတ်မယ်ဆိုရင် P of A ကိုလိုချင်ရင် N of A over N of S ပါเนาะ A ကကြတော့ဒီချက်တို့ event ကိုကိုစားပြုထားတာ N ကကြတော့ number ရေအတွက်ကိုပြောတာပါ number of elements in event A so event A မှာပါတဲ့ elements တွေအတွက်ဒါ n of A n of S ကကြတော့ဒီ possible outcomes တွေအားလုံးရဲ့အရေအတွက်ပေါ့နော်ဒါဆိုတိုက်သမီ formula အတူကောင်းမှတ်လို့ရတယ် P of A ကိုလို့ချင်း n of A over n of S ဖြစ်ပါတယ်ဒါဆိုပု္ပ္ပစာလေးနဲ့ဒီချေတို့မတွက်ခင်ဒါလေးအရင်ဆုံးတစ်ချက်ကြည့်ကြည့်မယ် notice that ဒီချေတို့တတိထားမိတာက for any event A ဘယ်ဖြစ်ရဲ့ A အတွက်မှာဆိုဒီချေ probability တန်ဖို့ဒီဘယ်နဲ့ဘယ်ကြားရရှိမှာလဲဆို0နဲ့1ကြားထဲမှာရှိမယ်0လည်းဖြစ်နိုင်တယ်1လည်းဖြစ်နိုင်တယ်ဆိုပြီးတော့ပြောထားပါတယ် Okay အဲဆိုလို့ရှိရင်ဒီချက်တို့ဒီမှာ0ရဲ့အဓိပ္ပာယ်ဒီ probability ရှာလိုက်လို့0ရပြီဆိုအဲ့ဒါဒီလုံးဝ impossible ပါမဖြစ်နိုင်တာပါဒီဖြစ်ရဒီလုံးဝမဖြစ်နိုင်တဲ့အခြေအနေမျိုးကိုဒီချက်တို့ဒီအဲ့လိုမျိုးအခြေအနေတွေမှာဆိုရင် probability ရှာလို့ရှိရင်ချက်တို့ဒီ0ရတယ်ဖြစ်ပါတယ် Okay အရန်ကိုတိကျတဲ့ event တွေမှာဆိုလို့ရှိရင် probability ရှာလို့ရှိရင်သူရဲ့ probability တန်ဖိုးဒီ1ဆိုလို့ရှိရင်ဒါကလုံးဝတိကျတယ်ဖြစ်ဖို့ဖြစ်တယ်လုံးဝ100%တိကျတယ်ဆိုတဲ့အဓိပ္ပာယ်ဖြစ်ပါတယ် Okay ပြီးတော့နောက်တစ်ခုဒါလေးမှတ်ရမယ် the rule for complementary events တဲ့ဖြစ်ရတစ်ခုရဲ့ probability ဆိုဖြစ်နိုင်ခြေရဲ့ပြီးအဲ့ဒီချက်တို့ဒီဖြစ်ရမဖြစ်နိုင်ခြေsorry ဒီချက်ဒီဖြစ်ရမဟုတ်တာတွေရဲ့ probability တွေပေါင်းလိုက်မယ်ဆိုလို့ရှိရင်1ရပါတယ်ဆိုပြီးပြောထားပါတယ်ဒါဆိုရင်အဲ့ဒီဖြစ်ရရဲ့ဖြစ်နိုင်ခြေရဲ့
ဒါမှမဟုတ်အဲ့ဒီဖြစ်ရမဖြစ်နိုင်ချေရဲ့ပေါ့ဒီနှစ်ခုကိုပေါင်းလိုက်မယ်ဆိုလို့ရှိရင်အမြဲတမ်း1ရပါတယ်ဒါလေးတစ်ခုလည်းသိချမှတ်ရပါမယ်အဲဆိုဒါလေးကြည့်အောင် find the probability of randomly selecting a red pen from a box that contains 2 red pens 4 blue pens and 3 yellow pens red pen က2ခု2ချောင်း blue pens က4ချောင်း yellow pens က3ချောင်းရှိတဲ့ box တစ်ခုထဲကနေပြီးတော့မှတကယ်လို့ဒီ red pen ကို randomly အပြည့်ရွေးမယ်အဲ့လိုရွေးလိုက် red pen ဖြစ်နိုင်တယ် red pen ဖြစ်နိုင်တယ် probability ဖြစ်နိုင်ခြေဖြစ်တယ်ဆိုတော့ဘယ်လောက်ရှိလဲဆိုတော့ဒီချက်အခုလုံးမဲ့ event ကို A လို့ထားလိုက်ပါတယ် red pen ကိုရွေးမယ် event ကို A လို့ထားလိုက်တယ်ပြီး formula ရ P of A ကိုလို့ချေ N of A over N of S N of S ဆိုတာဒီချက်ဖြစ်နိုင်ခြေအကုန်လုံးကိုပြောချင်တာဒီချက်တို့ဒီ back တဲကနေပြီးတော့မှ pen တစ်ချောင်းချောင်းကိုနှိုက်မယ်ဆိုလို့ရှိရင်ဒီချက်တို့ရလာတဲ့ pen ဒီစုစုပေါင်းအရေးအတွက်တွေကတစ်ချောင်းချောင်းတော့ဖြစ်မှာပေါ့နော်ဒီမှာ red pen က2ချောင်း blue pen က4ချောင်းyellow pen က3ချောင်းစုစုပေါင်း6ချောင်းအဲ့ဒီ6ချောင်းနဲ့ကတစ်ချောင်းချောင်းကတော့မဖြစ်မနေဒီလိုရမှာပဲအဆက်လက်လုပ်လိုက်တဲ့အခါမှာ okay ဒါဆိုဒီ share တို့ဒီမှာ n of s ညာမှာ9အစားအသွင်းနဲ့ n of a ဆိုတာအခုလုံးလိုက်တဲ့ event ရဲ့အရေးအတွက်ဆိုတော့အခုလုံးလိုက်တာက red pen ဖြစ်နိုင်တယ်ဖြစ်ရက်ကိုစဉ်းစားချင်တာဆိုတော့ red pen ဒီဘယ်နှချောင်းပဲရှိလဲဆိုတော့2ချောင်းပဲရှိတာဆိုတော့ pi ဝေမှာ2လေးစားသွင်းလာရပါပြီအဖြေက2 by 9ဖြစ်ပါတယ်ဒီလို probability ကို percentage တွေတို့ decimal တို့ fraction တို့နေနဲ့ဖော်ပြတယ်ပို့ပြီးတော့ဒီလို comment အဖြစ်ဆုံးကတော့ fraction နဲ့ဖော်ပြတာပါအပိုင်းကိတ္တမှုနဲ့ဖော်ပြတာဖြစ်ပါတယ်So example 2ကိုကြည့်ကြည့်မယ် whole number 1ကနေ20အထိဒီလိုမျိုး whole number တွေပေါ့နော် both inclusive is randomly selected ဒီလို1လဲပါမယ်20လဲပါမယ်เนาะဒီလိုမျိုးအဲ့လိုမျိုး whole number တစ်လုံးလုံးကိုတဲ့ randomly ဒီလို random select လုပ်လိုက်မယ် select လုပ်ပြီးတော့အဲ့လို select လုပ်တဲ့အခါမှာ number တစ်ခုချင်းစီရဲ့ကျွန်တော်ရွေးနိုင်ခြေဖြစ်နိုင်ခြေရဲ့ chance ဒီအတူတူပဲဆိုရင် probability တွက်ပေးပါဆိုတော့ဒီမှာကျွန်တော် probability p of a ရဲ့ formula က n of a over n of s ဆိုတော့ဒီလိုအရင်ဆုံးအနေနဲ့ဒီ possible outcomes ပေါ့နော်ဒီ sample space အရေးအတွက်ကိုသိရမှာဆိုတော့ sample space ကိုစဉ်းစားလိုက်မယ်ဆိုရင်ဒီကျတော့ဒီ number 1ကနေ20ဆိုတဲ့ number တွင်းမှာရေးရဆိုရွေးတာဆိုတော့ဒီဖြစ်နိုင်ခြေဒီ1ကနေ20အတွင်းဖြစ်နိုင်တာဆိုတော့1ကနေ20ဒီအကနေ n of s ကအရေးအတွက်ကကြတော့20ဆိုပြီးတော့ရသွားမယ်ဆိုတော့နံပါတ် A မှာလုံးမဲ့ဒီကျတော့ရဲ့ event ကကြတော့even number ရွေးနိုင်တဲ့ဖြစ်ရဲဆိုတော့အခုဒီ sample space ထဲမှာ even number တွေရွေးထုတ်လိုက်မယ်2 4 6 8 10 12 40 60 80 20အရေးအတွက်ကိုရေးလိုက်တော့10အကနေ probability တွက်ပါမယ် event က3ခုလောက်ဆိုတော့ even e2 ဆိုပြီးခွဲထားတယ် probability ကို event 1ကိုလို့ရှင်နော်သူရဲ့ဒီမှာ number ရေးအတွက်10ကိုဒီ sample space ရေးအတွက်20နဲ့စာလိုက်ပြီး simplify လုပ်လိုက်တော့ခြေလိုက်တော့ကျင်းလိုက်တဲ့အခါမှာ1/2ဆိုပြီးတော့ရပါတယ်event 2ကကြတော့ greater than 1 ထက်ကြီးရဆိုတော့ဒီကျတော့ sample space ထဲမှာ1ထက်ကြီးရဲ့ number ဒီ2ကနေ20အထိအရေးအတွက်ဒီ19ရပါတယ် probability ရှာလိုက်တော့19 by 20ရပါတယ်နောက်တစ်ခု prime number ဆိုတာဒီကျတော့သုတ်တာဂိမ်းဘယ်လိုမျိုးကိုသုတ်တာဂိမ်းလို့ခေါ်တာလဲဆိုရင် factor ခွဲတဲ့အခါမှာ only 2 factor စခွဲဂိမ်းနှလုံးပဲရှိရမယ်တစ်လုံးကကြတော့1ဖြစ်ရမယ်နောက်တစ်လုံးကကြတော့အဲ့ဒီမူလနံပါတ်ကိုယ်တိုင်ပဲပြန်ပြီးတော့ဖြည့်ရမှာဖြစ်ပါတယ်။ Okay အဲ့လိုနံပါတ်တွေကိုဒီမှာကျွန်တော်ရှာလိုက်တဲ့အခါမှာ2 3 5 7 11 30 17 19ထိပေါ့နော်။အရေးအတွက်ဒီ8ခုရပါတယ်။ probability ရှာလိုက်တော့8/20သူ့ကို4နဲ့ reduce လုပ်လိုက်တော့2/5ဆိုပြီးရသွားတာဖြစ်ပါတယ်။ဒါဆိုဒီချက်ကိုနောက်ထပ်ဗီဒီယိုမှာထပ်ပြီးတော့တွေ့ပါမယ်။ Bye bye ပါ